ပါခင်ဗျကျွန်တော်တို့ဒီစုံလေကိုဘူယိုရိုက်ပြီးတော့ပြပေးမှာဖြစ်ပါတယ်စုံလေဒါစုံလေလေးပါခင်ဗျစုံလေလေးကိုကျွန်တော်ဒီထိုင်ကုန်လေးနဲ့ပေါ့နော်ထိုင်တဲ့နေရာမှာတော့အပိတ်ပေါ့နော်ဒါပေမဲ့ဒီနောက်ကျော်တန်းကျဲတွေပါလေးရှိပါတယ်ကျန်တဲ့ထိုင်ကုန်လေးရှိတယ်ပေါ့နော်ဒါနဲ့ပဲတော့ကျွန်တော်ပြီးထားတာမဟုတ်လို့ဒါနဲ့ပဲကျွန်တော်ရိုက်ပြတာပါခင်ဗျဒါဆိုရှင်နောက်မှာစနုံပကင်းပုံနဲ့ဒိုင်းမပုံနဲ့လောက်ထားတယ်ဒါကွာဟိုသမီးလောက်ထားလို့ဒီစနုံပကင်းလို့ခေါ်တယ်ပေါ့နော်ဒါနောက်ပြီးဒီဘက်ကျတော့ဒီအပေါက်လေးနဲ့ကွာတော့ခေါ်တယ်ကွာဖြစ်တယ်မလားဒီသေးကွာပုံလေးမျိုးတော့ထောက်ထားတာလေအဲ့နေမှာထောက်ထားလို့အဲ့ဒါကွာတော့လို့ဒါနဲ့ပေးတာပါပဲဒါတော့ထိုင်ကုန်တော့ထိုင်ကုန်ပါပဲအကုန်လုံးတော့ထိုင်နေတာတူတယ်ဒါဆိုရှင်အစင်းနဲ့ရပြီလို့ဒါကျွန်တော်ဒီနေ့မှပြီးတာပေါ့နော်ဒါတခါလေးမာမီဟယ်လိုလောက်လိုက်နေအရောက်ကျွန်တော်အပြေးလွှာလာပို့ပေးပါမယ်ခင်ဗျအားလေးကိုလိုချင်ပါတယ်ဆိုရင်ဖုန်းနဲ့တော့လောက်ကောင်ကျွန်တော်မဆင်ကြားနဲ့တော့လောက်ကောင်ပိုက်ပါနဲ့တော့ကောင်ဆက်တွေ့ပြီးတော့မြင်းမြန်းဝေယူအားပေးလို့ရပါတယ်လို့ကျွန်တော်တို့ပစ္စည်း quality ပိုင်းကျွန်တော်အာမခံတယ်ကျုံမကန်ရမယ်ပြီးတော့ဆေးရလဲကျွန်တော်တို့နိုင်ငံခြားဆေးကိုအသုံးပြုတယ်ကျွန်တော်တို့အဲ့လိုပေါ့နော်မပါမောတော့အားရှိတယ်ပေါ့နော်သူကနိုင်ငံခြားဆေးခါကြတော့ကျွန်တော်တို့မြန်မာဆေးကြတော့လေမကောင်းတော့မဟုတ်ကောင်းပါတယ်ဒါပေမဲ့ကျွန်တော်တို့နိုင်ငံခြားဆေးခါကြတော့သူကကြီးလင်းနေပေါ့နော်အဲ့ဒါကြောင့်မလို့ဒီနိုင်ငံခြားဆေးအသုံးပြုပြီးတော့လောက်တာဖြစ်ပါတယ်ဒါပါမယ်ဆိုရင်အစင်းနဲ့ရပြီလို့ပြောချင်ပါတယ်ခင်ဗျအားလုံးကြည့်တင်ပါတယ်စုံလေးတွေကလည်းကျွန်တော်တို့ဒါ၄ပေစိုက်ပါနော်၄ပေဝိုင်း၄ပေခွဲလေးရှိတယ်၅ပေရှိပါတယ်ခင်ဗျဘဲဦးစပွဲလေးရှိပါတယ်အားလုံးကြည့်လို့ပါဗျ